အားလုံးပဲမင်္ဂလာပါခင်ဗျဒီသင်ခန်းစာမှာတော့ data validation ပြုလုပ်တဲ့အကြောင်းအရာကိုလေ့လာသွားကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ exam မှာဒီ entry ပေါ့နော် data entry ပြုလုပ်တဲ့အခါမှာဆိုလို့ရှိရင်မလိုလားအပ်တဲ့အမှားတွေမဖြစ်အောင်ကျွန်တော်တို့ data validation tools ကိုအသုံးပြုပြီးတော့ data ဖြည့်သွင်းမှုတွေကိုကန့်သတ်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ list data တွေတို့ text land တို့နောက်ကျွန်တော်တို့ဒီ whole number decimal အစရှိသဖြင့်ကျွန်တော်တို့ရဲ့ကိန်းဂဏန်းအနေနဲ့ကန့်သတ်လို့ရပါတယ်ဒီမှာတော့ကျွန်တော်တို့ဒီ age က gender ရဲ့ registration date ကဆိုပြီးတော့ဒီသုံးခုကိုကျွန်တော်တို့လေ့ကျင့်ကြည့်ကြပါမယ်အဲ့တော့အရင်ဆုံးကိုကvalidate လုပ်ချင်တဲ့ range ကိုအရင်ဆုံးကျွန်တော်တို့ဆက်လက်ပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော် age နဲ့ပတ်သက်ပြီးတော့ဆက်လက်ပေးထားပါမယ် age နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြည့်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ whole number တွေပဲဖြည့်သွင်းရမှာဖြစ်ပါတယ်အသက်နဲ့ပတ်သက်ပြီးတော့2.3တို့60.8တို့အဲ့လိုမျိုးကျွန်တော်တို့ဖြည့်စရာမလိုဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိန်းဂဏန်းကိုဖြည့်တဲ့အခါမှာတခါတည်းကိန်းပြည့်တန်ဖို့ဖြစ်အောင်လို့ကန့်သတ်လို့ရပါတယ်ပြီးတော့အသက်နဲ့ပတ်သက်ပြီးဖြည့်တဲ့အခါမှာတကယ်တမ်းကျွန်တော်တို့ဒီ realistic ဖြစ်တယ်ပေါ့နော်အသက်ကိုလည်းကျွန်တော် reflect ဖြစ်အောင်လို့ကန့်သတ်ထားလို့ရပါတယ်ဆိုလိုတာကကျွန်တော်တို့ကအသက်က250တို့300တို့အဲ့လိုမျိုးတန်မိုးတွေကိုကျွန်တော်တို့ဒါပြင်ပမှာလည်းမရှိဘူးဒီလိုတန်မိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က error ဖြစ်အောင်လို့တခါတည်းကန့်သတ်ထားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်ကနေသွားမလဲဆိုလို့ရှိရင် menu bar data ရဲ့အောက်ကနေကျွန်တော်တို့ data tools ကနေ data validation ကိုသွားလို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ Excel က default အားဖြင့်ဆိုလို့ရှိရင်တော့သူ့ရဲ့ cell တွေအားလုံးကို any value ဖြည့်လို့ရအောင်လုပ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ Excel ထဲမှာဆိုလို့ရှိရင်စာသားတွေရောကိန်းဂဏန်းတွေရောရက်စွဲတွေရောအားလုံးကျွန်တော်တို့ဖြည့်လို့ရနေတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘာကိုပြင်မလဲဆိုတော့ဒီမှာပြင်လို့ရတဲ့ဟာလေးရှိရပါတော့ whole value decimal list date စရှိတယ်ပေါ့နော်ဒီမှာတော့ကျွန်တော် whole number ကိုထားလိုက်ပါမယ် whole number ရဲ့အောက်မှာဒီ data နဲ့ပတ်သက်ပြီးတော့ relational operator တွေရှိပါတယ်ဒီမှာတော့ကျွန်တော် between ကိုပဲသုံးလိုက်ပါမယ် minimum ကတော့ကျွန်တော်တို့0ထားပြီးတော့0ဆိုတာထက်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့9လို့ထားလိုက်ပါမယ် maximum ကိုတော့ကျွန်တော်120လို့ထားပြီးတော့ဖြည့်ကြည့်ပါမယ်ပြီးရင်ကျွန်တော်ဒီ input message နေရာမှာကျွန်တော်ပေးလို့ရပါတယ်type ဒီ input message ကဘာလဲဆိုတော့ကျွန်တော်တို့ဒီဖြည့်ရမယ့် cell ပေါ်တင်လိုက်တာနဲ့ဘာဖြည့်ရမှာလဲဆိုတာကိုသိအောင်လို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ insert h လို့ကျွန်တော်ကနာမည်လေးပေးထားပါမယ် input message မှာ please insert h in whole number ဆိုပြီးတော့ကျွန်တော်ဒီလိုလေး message လေးပေးထားလိုက်ပါမယ်error အလက်နဲ့ပတ်သက်ပြီးလို့ရှိရင်တော့ဒီမှာ style က3ခုရှိပါတယ် stop ရယ် warning ရယ် information ရယ်ဆိုပြီးတော့ရှိပါတယ်သူကကျွန်တော်တို့ဖြည့်လိုက်တဲ့ဟာကဒီ valid မဖြစ်တော့ဘူးဆိုလို့ရှိရင်ဒီ sign လေးတွေပြတယ်ပေါ့သူက stop ကတော့လုံးဝဖြည့်လို့မရအောင်ပိတ်ထားတာပါ stop ပြပြီဆိုလို့ရှိရင်ကိုကဒါကိုသူ့ရဲ့ valid ဖြစ်တဲ့ data valid ဖြစ်တဲ့တန်ဖိုးထည့်မှသာသူကဆက်ပြီးတော့အလုပ်လုပ်လို့ရမှာဖြစ်ပါတယ် warning တို့ information တို့ကတော့ဒီတိုင်း warning ပေးတယ် information ပေးတယ်ဒီလောက်ပါပဲကိုဖြည့်တဲ့ဟာကတော့ဆက်ဖြည့်သွားလို့ရတယ်ဥပမာကိုကအသက်ထဲမှာနာမည်ကြီးသွားပြီးတော့ဖြည့်မိတယ်ဆိုရင်လည်းတော့ warning ပဲပြတယ်ဒါပေမဲ့ဆက်တော့အလုပ်လုပ်လို့ရတယ်အဲ့လိုမျိုးဖြစ်နေမှာပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့ stop နဲ့ပဲထားလိုက်မယ်လုံးဝဖြည့်လို့မရအောင်ပိတ်ထားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ insert valid number လို့ကျွန်တော်ရေးလိုက်ပါမယ်ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့တန်ဖိုးကိုသိအောင်လို့ပါ error message မှာပါလဲဆိုတော့ please ပေါ့နော် insert value insert whole number ပေါ့နော်အဲ့တော့မှတယောက်ယောက်ကအမှားပြီးတော့ဖြည့်မိရဆိုရင်ဘာကြောင့်မှားရဲဆိုတော့သိအောင်လို့တခါလေးရေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ကိုပေးထားတဲ့ limit ဒီ fine နဲ့120ကြားဖြစ်တဲ့အတွက်ဒီတန်ဖိုးလေးကျွန်တော်ထည့်ထားပါတယ်ပြီးရင်ကျွန်တော်တစ်ချက် okay နှိပ်လိုက်ပါမယ်အဲ့တော့ကိုကျွန်တော်တို့ကဒီ cell ပေါ်မှာဆက်လက်ပေးတာနဲ့အခုကျွန်တော်ပေးထားတဲ့ message လေးတက်လာနိုင်မယ် insert h ကိုထည့်ပါနော် please insert h in whole number ဖြစ်ထည့်ပေးပါပေါ့အဲ့တော့ကျွန်တော်2.3လို့သွားထည့်လို့မရဘူးဒါ insert valid number ဒီမှာပြီးလို့ရှိရင်ကျွန်တော်ပေးထားတဲ့ error message လေးပေါ့နော် please insert whole number between 5 and 120ဆိုပြီးတော့ဖြစ်နေတယ်အဲ့ဒါလေး retry ပြန်လုပ်ပြီးတော့5ရတယ်6ရတယ်120ရတယ်121ဆိုရင်မရတော့ဘာလို့လဲဆိုတော့5နဲ့120ကြားထဲမှာပဲကျွန်တော်တို့ကဖြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် okay ဒါကတော့ကျွန်တော် whole number ကိုဒါကျွန်တော်တို့ဒါ limit လုပ်ပြီးတော့ကန့်သတ်ထားတာဖြစ်ပါတယ်ဆိုတော့ gender နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ list data လေးတစ်ခုဖန်တီးကြည့်ပါမယ်ဒါကိုတော့ကျွန်တော်တို့က male female other ဆိုတဲ့သုံးခုအနေနဲ့ကျွန်တော်တို့ထားလိုက်ပါမယ်အဲ့တော့ဒီမှာကျွန်တော် list ကသဘောတရားကကျွန်တော်တို့ကဒါ select ပေးပြီးတော့ရွေးထည့်ရုံပဲပေါ့နော်ဒီလိုမျိုးလုပ်လို့ရပါတယ်အဲ့တော့ဒါကိုကျွန်တော်တို့ data validation ရဲ့အောက်ကနေပြီးတော့ဒီ setting မှာကျွန်တော် any value နေရာမှာကျွန်တော်တို့ကဒီတစ်ခေါက်ကို list လို့ရွှေ့လိုက်ပါမယ်ပြီးလို့ရှိရင်ဒီ source ဆိုတဲ့နေရာမှာကိုကကြိုပြီးတော့ရိုက်ထည့်ထားတဲ့ save value ကိုလည်းယူထည့်လို့ရတယ်လို့ကိုယ်တိုင်လည်းဒီမှာထည့်လို့ရပါတယ်
ဒီမှာတော့ကျွန်တော်တို့လွတ်လပ်ထည့်လို့ရပါတယ် tax တွေဖြစ်လို့ double quote တွေထည့်စရာမလိုပါဘူးဒါပေမဲ့တစ်ခုသတိထားမှာကိုထည့်ခြင်းတဲ့ entry တစ်ခုချင်းစီ list တစ်ခုချင်းစီကိုတော့ comma ခံပေးရမှာဖြစ်ပါတယ်အဲ့တော့ထားပါဆိုကျွန်တော်က male comma female comma other အဲ့လိုမျိုးဖြည့်မှသာကျွန်တော်တို့ရှိမှာဒီလိုတစ်ခုချင်းစီရွေးလို့ရမှာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒါလေးကို okay နှိပ်လိုက်အဲ့ဒါဆိုရင်ဒီမှာကျွန်တော် list ပေးလို့ရတဲ့ button လေးပေါ်နေဖြစ်ပါတယ်ဒီမှာကိုရွေးချယ်လို့ရသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင် mail ဆိုပြီးတော့ MEAL လို့မှားပြီးတော့လည်းပေါင်းမိစရာအကြောင်းမရှိတော့ဘူးမှားပြီးတော့ပေါင်းမိတယ်ဆိုလို့ရှိရင်လည်းဖြည့်လို့မရအောင်လို့သူကပိတ်ထားမှာပေါ့နော်ကိုယ်တိုင်ရိုက်ထည့်လို့လည်းရတယ်ကျွန်တော်တို့ဒီကနေပြီးတော့ list ကနေပြီးတော့လည်းရွေးယူလို့ရပါတယ်ဒီပုံစံတိုင်းနဲ့ကျွန်တော်တို့ဒီ data validation မှာ links နဲ့ကျွန်တော်တို့ဒီ data entry ကိုကန့်သက်ထားလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ date တွေပေါ့နော် date တွေကိုလည်းကျွန်တော်တို့ကန့်သက်လို့ရပါတယ်ဒီ registration date နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုကန့်သက်ချင်လဲဆိုတော့ဒီလရဲ့အစာပိုင်းကနေပြီးတော့ဒီနေ့ရက်စွဲအထိကြားထဲမှာကန့်သက်ပြီးတော့ထည့်ချင်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့ဒါလုပ်ချင်တဲ့ range ကိုအရင်ဆုံး select ပေးမယ်ပြီးတော့ data validation ကနေပြီးတော့ဒီတစ်ခေါက်ကကျွန်တော်တို့ဒါ date ကိုကျွန်တော်တို့ရွေးလိုက်မယ်ပေါ့နော် date ကိုရွေးလိုက်မယ် okay ဒီမှာတော့ဒါထည့်ထားပြီးသားလေးဖြစ်နေတယ်ပေါ့နော်ဆိုတော့ okay အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့ clear all လုပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ data validation ရတဲ့ချက်ပြန်ဝင်လိုက်မယ်ပြီးရင်ဒီ along အောက်ကကျွန်တော်ဒီ date ကိုရွှေ့လိုက်မယ်ကျွန်တော် between နဲ့ပဲထားပါမယ်start date ကိုကြတော့ကျွန်တော်တို့ဒီ date တွေကိုထည့်တဲ့အခါမှာ computer ရဲ့ date setting အတိုင်းပဲထည့်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီကောင်ကို8လပိုင်း1ရက်နေ့2026ဖြစ်ကျွန်တော်ထားလိုက်ပါမယ် end date ကိုတော့ today function သုံးပြီးတော့ထည့်ပါမယ်အဲ့လို function သုံးခြင်းနဲ့ဆိုရင် to ဒီကွင်းစာကွင်းပိတ် function ကိုသုံးလိုက်လို့ရပါတယ်အဲ့ဒါကဒီနေ့ရက်စွဲနဲ့ပဲကန့်သတ်ထားတာပေါ့ကြိုပြီးတော့ဖြည့်လို့မရအောင်ဒီနေ့ရက်စွဲကိုကြော်ပြီးတော့ဖြည့်လို့ရှိရင်သူကဒီ data က valid မဖြစ်တော့အောင်လို့ကျွန်တော်ပိတ်ထားတာပေါ့နော်ဒီလိုပုံစံနဲ့ကျွန်တော်ကန့်သတ်လို့ရပါတယ် okay နေလိုက်registration date မှာကျွန်တော်ကထားပါဆိုတလပိုင်း1ရက်နေ့2026လို့ဖြည့်လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ပေးထားတာဒီ8လပိုင်း1ရက်နေ့2026ဖြစ်နေလို့ပြီးလို့ရှိရင်ကျွန်တော်တို့ကထားပါဆိုကျွန်တော်တို့8လပိုင်း10ရက်နေ့2026ဖြည့်လို့ရတယ်13ရက်8လပိုင်း13ရက်26ဖြည့်လို့ရတယ်ဟုတ်ပြီကျွန်တော်တို့ထားပါစို့30ရက်နေ့လို့ဖြည့်ကြည့်မယ်ပေါ့နော်30 sorry 8လပိုင်း30ရက်2026လို့ဖြည့်ကြည့်ဖြည့်လို့မရတော့ပါဘူးဘာလို့လဲဆိုတော့ဒီနေ့ရက်စွဲတဲ့ကြော်သွားတဲ့ဟာတွေဆိုရင်တော့ဖြည့်လို့မရအောင်လို့ပိတ်ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒီလိုပုံစံနဲ့ကျွန်တော်တို့ဒီ Excel ရဲ့ data entry တွေမှာdata validation ပြုလုပ်ပြီးတော့ဖြည့်တဲ့တန်ဖိုးတွေကိုကန့်သတ်ထားလို့ရပါတယ်အဲ့လိုမျိုးလုပ်ခြင်းအပြင်ဆိုကျွန်တော်တို့ဒီ data entry ထည့်တဲ့အခါမှာအတက်နိုင်ဆုံးအမှားနည်းမှာပဲဖြစ်ပါတယ် okay အဲ့တော့ဒီဟာနဲ့ဒီ list data နဲ့ပတ်သက်ပြီးတော့ဗောနော် indirect function လေးနဲ့တွဲသုံးပြီးတော့ကျွန်တော်တို့ဒီ information ရှာတဲ့ဗောနော်ဒီ list data လေးတစ်ခုကျွန်တော်တို့ဖန်တီးကြည့်ပါမယ်ဒီမှာကျွန်တော်တို့ပေးထားတဲ့ဟာလေးကကြတော့ဒီ column D မှာပါတဲ့ဟာတွေဒီ US မှာရှိတဲ့state code တွေဖြစ်တယ်ဗောနော်ဒီဘက်ကကြတော့ဒါ city တွေဗောနော်ဒါဒီ state ကအောက်မှာရှိတဲ့ city တွေကို list လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့လုပ်ချင်တာကဘယ်လိုလဲဆိုတော့ဒီမှာ list data လေးတစ်ခုဖန်တီးမယ်ဗောနော် state မှာထားပါကျွန်တော် CA လို့ရွေးလိုက်လို့ရှိရင်အဲ့ဒီ CA အောက်မှာရှိတဲ့ဒီမြို့နာမည်တွေပဲဟော့ထဲမှာ list ပုံစံအနေနဲ့လာပေါ်အောင်လို့လုပ်ချင်တာဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့ဒါ information ဒီ dashboard လေးတစ်ခုစောက်တဲ့အခါမှာလေဒီ information table လေးတစ်ခုစောက်တဲ့အခါမှာလေရန်သုံးဝင်ပါတယ်ကိုသိချင်တဲ့ဒီ cascading select လုပ်တဲ့ပုံစံမျိုးပေါ့နော်ကိုကတိုင်းနဲ့ပြည်နယ်တစ်ခုရွေးချယ်လိုက်တယ်အဲ့တိုင်းနဲ့ပြည်နယ်ကနေပြီးပါတဲ့မြို့နယ်တွေကိုကျွန်တော်တို့ယူမယ်အဲ့မြို့နယ် information တွေထွက်လာအောင်ဒီမျိုးလုပ်တဲ့အခါတွေမှာလေဒါတွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်ကဒီ state ရဲ့ပေါ့နော်ကျွန်တော်ဒီဟာလေးကို data validation လုပ်လိုက်မယ်အဲ့တော့ကိုလုပ်ရှင်တဲ့ range လေးကိုတစ်ချက် select ပေးမယ်ပြီးလို့ရှိရင်ကျွန်တော် data validation မှာကျွန်တော်ဘာလုပ်မှာလဲဆိုတော့ list data ဖြစ်ဖန်တီးပါမယ်အဲ့ဒီ list ရဲ့ source ကိုဘယ်ကနေယူမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ exact ကနေပြီး WIT ပေါ့နော်ဒီ column D ကိုပဲ select ပေးပြီးယူလိုက်ပါမယ်ပြီးရင် okay နှိပ်လိုက်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ state နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရွှေ့လို့ရသွားပါပြီဒါဆိုရင်ဒါ state ထဲမှာပါတယ်တန်ဖိုးတွေကိုကျွန်တော်တို့ဒါရွှေ့လို့ရပါတယ်အခုလုပ်ချင်တာကဘာလဲဆိုတော့ဒီလိုမျိုး state ကတန်ဖိုးရွှေ့လို့ရှိရင်ဒီ CD မှာလည်း list data လေးတစ်ခုလာပေါ်မယ်အဲ့ CD ကဒီ CO ဆိုရင်ဒီ CO နဲ့ဆိုင်တဲ့မြို့တွေပဲပေါ်အောင်လို့ကျွန်တော်တို့ဖန်တီးချင်တာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ကဘာသုံးပါလဲဆိုတော့ဒီအရင်ဆုံးဒီ data validate လုပ်မယ်ပေါ့နော် data validate လုပ်ဖို့အတွက်ဆိုလို့ရှိရင် hori table hori range ကိုကျွန်တော်နာမည်ပေးဖို့လိုအပ်ပါတယ်
အဲ့တော့မှသူနဲ့ relate ဖြစ်ပြီးတော့ကျွန်တော်တို့ကိုဒီတန်ဖိုးတွေပြပေးနိုင်အောင်လို့ပေါ့နော်အဲ့တော့ဒီ range တစ်ခုလုံးဆက်လက်ပေးလိုက်မယ်ဒီ AZ ကနေစပြီးတော့ပေါ့ဒီအကုန်လုံး CT တွေအားလုံးပါအောင်လို့ကျွန်တော်တို့ဒီ range တစ်ခုလုံးဆက်လက်ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီ tab ပေါ့နော်ဒီ menu bar ရဲ့ဒီ formula ရဲ့ tab အောက်မှာဒီမှာ create from selection ဆိုတာရှိပါတယ်ဒါလေးနဲ့ကျွန်တော်နာမည်ပေးပါမယ်ကျွန်တော်တို့ table ဒီ top row မှာမရှိပါဘူးဒီ left column ပဲခေါင်းစဉ်အနေနဲ့ပေးချင်တာပါဒီ AZ တို့ CA တို့ပဲခေါင်းစဉ်အနေနဲ့ပေးချင်တော့ left column တစ်ခုပဲထားခဲ့မယ်ပြီးရင်ကျွန်တော် okay နှိပ်လိုက်okay အဲ့တော့ကျွန်တော်တို့ဒါလေးတွေကိုတစ်ချက်ဒါကျွန်တော်တို့အရင်ကြိုပြီးတော့ပေးထားတာရှိတဲ့အတွက်ကြောင့်ဖြစ်တာပေါ့နော် okay တော့ name manager ကိုတစ်ချက်ကြည့်နိုင်မယ် okay ဒါဆိုရင်ရသွားပြီပေါ့နော်အဲ့တော့အရင်ဆုံးဒါလေးကိုတစ်ချက်ကျွန်တော်ပြန်ပြီးတော့ဖြတ်လိုက်ပါမယ်အစအနေတစ်ချက်ပြန်ပေးပါမယ်ကျွန်တော်တို့ရဲ့ hori ဒီ range ကြီးတစ်ခုလုံးကိုကျွန်တော်တို့ select ပေးလိုက်မယ်အားလုံးပေါအောင်လို့ပေးလိုက်မယ်ပြီးလို့ရှိရင် create from selection ကနေ top row ကိုဖြတ်မယ် left column ပဲထားပြီးတော့ okay နှိပ်ပါမယ်အဲ့ဒါဆိုရင် name manager မှာဝင်ကြည့်ရင်ကျွန်တော်ပေးထားတဲ့နာမည်တွေအားလုံးကြားနေတာတွေ့ရပါလိမ့်အဲ့တော့ကျွန်တော်တို့ရဲ့ဒီခေါင်းစဉ်နာမည်တွေရပြီဆိုရင်ဒီကောင်တွေအားလုံးက automatic ခေါင်းစဉ်တွေဖြစ်သွားပြီအဲ့တော့ဒီ CT ကိုကျွန်တော်တို့က indirect ဆိုတဲ့ function သုံးပြီးတော့ကျွန်တော်တို့ဒီ list တွေတစ်ခုဖန်တီးကြည့်မယ်ပေါ့နော်အဲ့တော့ဒီ CT ဆိုတာလေးကိုတစ်ချက်ကျွန်တော် validate လုပ်ရှင်တဲ့ဟာလေးကိုကျွန်တော်တို့ range ကို select ပေးမယ်ပြီးရင် data ရဲ့ data validation ကိုသွားလိုက်ပါမယ်အဲ့တော့ဒီနေရာကိုလည်းကျွန်တော်တို့ list အဖြစ်ဖန်တီးမယ်အဲ့တော့ source နေရာမှာကျွန်တော်တို့ကဘာသုံးပါလဲဆိုတော့ function သုံးပါပါ function နာမည်က indirect ဖြစ်ပါတယ်ဘယ်ဟာကိုမူတည်ပြီးသုံးပါလဲဆိုတော့ a2 ပါသူကကျွန်တော် direction ကအောက်ကိုပဲသူကဆက်ပြီးတော့ဆင်းမှာပေါ့နော်ဆင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီ a ကဘယ်ကနေစလဲဆိုဒီ a2 ကနေစတာဖြစ်တဲ့အတွက်ကြောင့်ဒီ a2 လေးကိုကျွန်တော်တို့ကပေးပြီးတော့ထားလိုက်ပါမယ်ပြီးရင်ကျွန်တော်တစ်ချက် okay နှိပ်လိုက်အဲ့တော့အခုဒီမှာ CO ဆိုပြီးတော့ကျွန်တော်ပေးထားတယ် CO လို့ပေးရင် CO အောက်မှာရှိတဲ့မြို့တွေနာမည်တွေပဲပါလာပါလိမ့်မယ်ဟုတ်ပြီထိုနည်း၎င်းပဲကျွန်တော်ဒီမှာထားပါစို့အနည်းဆုံးဟာလေးတစ်ခုကြည့်ကြည့်မယ် NE ပေါ့နော်ဒီ CO ကိုကျွန်တော် NE လို့ပြင်လိုက် NE လို့ပြင်လိုက်လို့ရှိရင်ဒီမှာ NE နဲ့ဆိုင်တဲ့ဒါမျိုးနှစ်မျိုးပဲပါလာပါလိမ့်မယ်ဒီလိုပုံစံနဲ့ဖန်တီးလို့ရတယ်ဒီမှာတစ်ချက်သတိထားကြည့်မိကျွန်တော်ဒီမှာ blank cell လေးတွေပါနေတာတွေ့ရလိမ့်အဲ့ဒါအဓိကပြဿနာကဘာကြောင့်ဖြစ်ရတာလဲဆိုတော့ကျွန်တော်တို့ဒီ CT တွေရဲ့ length ကမတူလို့ပါတချို့ state မှာရှိတဲ့ CT တွေကများတယ်တချို့ state မှာရှိတဲ့ CT တွေကနည်းတယ်အားလုံးကိုကျွန်တော်တို့ပေါအောင်လို့ဆက်လက်ပေးလိုက်ရတဲ့အခါမှာဒီ blank cell တွေပါလာလို့ပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ blank cell တွေကိုကျွန်တော်တို့ကဖျောက်ချင်တယ်ဆိုရင်ခုနကအတိုင်းပဲကျွန်တော်ဒီ range တစ်ခုလုံးကိုကျွန်တော်ပြန်ပြီးတော့ select ပြန်ပေးလိုက်ပေါ့နော်ပေးပြီးရင်ဒီလွတ်နေတဲ့ blank cell နေရာမှာကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ဒါကိုအရင်ဆုံး select ပေးမယ်ပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ home ကိုသွားမယ် home ကနေပြီးတော့ကျွန်တော်တို့ go to special ကနေကျွန်တော်တို့ blank ကိုသွားလိုက်အဲ့ဒါဆိုရင်တော့ blank cell တွေကိုပဲရွေးပြီးတော့ select ပေးသွားလိုက်အဲ့တော့လွတ်နေတဲ့ blank cell တစ်ခုခုပေါ်မှာ right click ထောက်ပြီးတော့ delete နှိပ်လိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာရွေးချယ်ထားမှုမှာ blank တွေမပါတော့တာတွေ့ရပါလိမ့်မယ်အဲ့တော့ဒီနည်းနဲ့ကျွန်တော်တို့ list data ရဲ့နောက်ပြီးတော့ကျွန်တော်တို့ indirect function ကိုတွဲပြီးတော့ဒီလိုမျိုးcascading select တစ်ခုကိုဖန်တီးလို့ရပါတယ်